brace တက်တဲ့တွားညှိကုသမှုလုပ်တဲ့ဖြစ်စဉ်ကဘဝရဲ့ကြီးမားတဲ့မှတ်တိုင်တွေကတစ်ခုဖြစ်တယ်ကွာဒီမင်္ဂလာဆောင်လုပ်ဖို့ကျင့်စဉ်ရတယ်လို့မျိုးပေါ့အဲ့လိုမျိုးပဲသူနဲ့နေတူကိုယ့်အတွက်အရေးကြီးတဲ့လူတိုင်းအတွက်အရေးကြီးတဲ့ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လက်ခံတာအဲ့ဘာလို့ဒီလိုပြောရလဲဆိုတော့တွားညှိကုသဖို့ဆိုလို့ရှိရင်အနည်းဆုံးတွား၄ချောင်းလုပ်ရတယ်ကွာပြန်ပြီးတော့အစားထိုးလို့မရတော့ပြီးလို့ရှိရင်လူတိုင်းကဖြန်းမြပေါ့နော်2နှစ်ကနေ3နှစ်ကြာကိုကြားလိုက်တယ်တက်ပြီးသွားလို့ရှိရင်လည်း brace ဖြုတ်ပြီးသွားလို့ရှိရင်လည်းretainer ပေါ့နော်သွားထိန်းတဲ့ဟာကိုဆွဲပြီးတော့မှနှစ်တည်ရှည်ထပ်တိုက်ရပြန်အောင်ဆိုတဲ့ခါကျတော့ဒီလိုမျိုးကြာကြီးပေါ့နော်ကိုယ့်ရဲ့ငွေအင်အားကောလူအင်အားကောပြီးတော့ပြန်မရနိုင်တဲ့သွားတချို့ကိုလည်းဆုံးရှုံးလိုက်ရတယ်ဒါမျိုးဆိုတော့ဒီတွားညှိကုသတဲ့ဖြစ်စဉ်ကလူတိုင်းအတွက်တကယ်ကိုအရေးပါတယ်သူကတူဘလို့အရေးကြီးတဲ့သူပဲဖြစ်ကွာမင်းသမီးပဲဖြစ်မင်းသားပဲဖြစ်တာမန်လူပဲဖြစ်လူတိုင်းအတွက်ဒီတွားညှိကုသမှုလုပ်ပြီးဆိုလို့ရှိရင်အဲ့လူတွေကတော့ဒီဖြစ်စဉ်ကတအားကိုအရေးကြီးတဲ့ဖြစ်စဉ်ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ brace တက်ဖို့စဉ်းစားနေတယ်ဆိုရင်ဒီဗီဒီယိုဆက်ကြည့်လိုက်ပေါ့နော်လက်ရှိတော့မဖြုတ်ရသေးဘူးပေါ့နော်2နှစ်ကျော် experience ပုံမူတည်ပြီးတော့မှဘာတွေဆောင်ရမယ်ဘာတွေရှောင်းရမယ်ဆိုတာပြောတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဘာလို့ brace တက်လဲပေါ့နော်တော်တော်များတော့ဖြေလိုက်မယ်သွားခေါ်လို့သွားကျဲလို့ဖြေလိုက်မယ်ဟုတ်တယ်များသောအားဖြင့်တော့သွားကျဲတာတော့သွားထပ်တာတော့ဗောနော်အများကြီးသွားတွေဖြစ်နေတာတော့သွားခေါ်တာတော့ဒါကြောင့်တက်ကြတယ်ဒါပေမဲ့လည်းတခြားအကြောင်းရင်းတွေရှိတယ်တခြားအကြောင်းရင်းတွေကတော့ technical term တွေဆိုင်နေဗောနော် overbite underbite deep bite ဒါမျိုးဗောနော်ဒါတွေကတော့ technical term တွေဖြစ်တဲ့အတွက်ကြောင့်မလို့ပုံလေးနဲ့ကြည့်ရဆိုလို့ရှိရင်ပိုရှင်းမယ်ဗောနော်ပြီးလို့ရှိရင် cross bite ဗောနော် cross bite ကတော့ဒီသွားလေးတွေကကတ်လေးထဲကိုဝင်နေတာပြီးလို့ရှိရင် open bite သွားစီလို့မရဟာနေပေါ်သွားနဲ့အောက်သွားချမှာပေါ့နော်ဒါတွေက technical terms တွေပေါ့နော်ဒါမျိုးတွေကြောင့်လည်း brace တက်ကြတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးပြဿနာတွေအခြေအနေတွေရှိပြီဆိုလို့ရှိရင်ဘာတွေပြဿနာဖြစ်တတ်လဲဆိုတဲ့အခါကျတော့ဒီမေးရိုးတွေမညီတာပေါ့နော်မေးရိုးပြဿနာတွေရှိတယ်မျက်နှာတွေမညီတာအစာဝါတဲ့အခါမှာခက်ခဲရှိတာဒါမျိုးတွေကြုံရတတ်တယ်ဒါကြောင့်မို့လို့လေတွားညှိကုသတဲ့လုပ်ငန်းစဉ်ကိုလုပ်ပြီးတော့မှပြန်ပြင်ကြတယ်ပေါ့နော်အဲ့ကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံဆိုလို့ရှိရင်ကျမရဲ့ action ပုံပြမယ်ပေါ့နော်ကြည့်လိုက်အဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူ10ယောက်မှာ10ယောက်လောက်ကတွားညှိကုသဖို့မလိုဘူးလို့ပြောလိမ့်မယ်မလိုဘူးလို့ပြောလိမ့်မယ်ဒါပေမဲ့တွားညှိကုသဖို့ဆုံးဖြတ်ချက်ကကိုယ့်ပုံမှာပဲမူတည်တယ်ကျမကိုယ်တိုင်ဆိုလို့ရှိရင်ဘာခံစားရလဲဆိုတော့ရီလို့ရှိရင်မလုံဘူးပေါ့နော်ငါရင်မလောက်တော့ကခေါ်နေတဲ့ပြဿနာမျိုးလည်းမရှိဘူးသူများတွေကြည့်ရင်လည်းလှရလို့ခံစားရတယ်ဒါပေမဲ့ကိုယ်တိုင်က insecure ဖြစ်တာပေါ့နော်ရီလို့ရှိရင်မလောက်လို့ထင်တယ်မရီရဲဘူးအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်သွားတွေကစီပြီးတော့ရှိနေတော့ clean လို့ကိုမရဘူးပေါ့ကိုထင်တယ်ပေါ့နော်အဲ့တော့သွားညှိကုသဖို့ဆုံးဖြတ်မယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်ကကိုကပဲလုပ်တယ်ဘေးလူတွေကဘာပဲပြောပေါ့နော်တွားညှိကုသတာကအရန်ကို lifelong process ဖြစ်တယ်ပတ်စံတွေငွေတွေအကုန်ခံရတယ်ဆိုတဲ့အခါကျတော့ကိုယ့်ကိုယ်ပဲဆုံးဖြတ်ချက်ချကိုယ့်ရဲ့ look ကိုကိုယ့်ရဲ့ပုံစံကိုကိုမကြိုက်ဘူးလုံးဝစိတ်မကျေနပ်ဘူးဒါနဲ့မနေနိုင်ဘူးဆိုရင်တော့ပြင်ဒါပေမဲ့တခြားလူတွေရဲ့အကူအညီယူလို့ရတယ်ဥပမာမြန်မာမှာဆိုလို့ရှိရင် Facebook page တွေရှိတယ်ဒီတွားညှိကုသနဲ့ပတ်သက်ပြီးတော့ဒီမှာတွေအမြင်အောင်မေးလို့ရတယ်ဘာလို့လဲဆိုတော့တစ်ခါလေကြာလေကိုကလှုပ်ချင်ပေမဲ့သူက live long သွားတာဖြစ်တဲ့အခါကျတော့လှုပ်တယ်မလှုပ်တယ်ဆိုတာသူများရဲ့အကြံဉာဏ်လေးတွေယူလို့ရတယ်ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်ဒီတိုင်းပဲကြည့်လိုက်လို့ရှိရင်ဘာပြဿနာမှမရှိဘူးရှင်လည်းလှရလို့ထင်ရပေမဲ့တကယ်ကိုယ့်ရဲ့ look ကိုမကျင်တတ်လို့တွားပြီးတော့တက်ဖို့ဆုံးတဲ့အခါမှာ D bite ပေါ့နော် D bite လား under bite လားမသိဘူးအဲ့လိုမျိုးcategory တွေဝယ်နေရပေါ့နော်ဒါပေမဲ့အချုပ်အနေနဲ့ကတော့တွားညှိကုသကိုစဉ်းစားလိုက်ပြီဆိုတာနဲ့ဆုံးဖြတ်ချက်ကကိုယ်စီရပဲချမယ်ကိုကတက်ကိုတက်မှဖြစ်မယ်ဆိုတဲ့စိတ်မျိုးရှိရင်တော့တက်တာချလိုက်ဒါပေမဲ့သူများတွေရဲ့ opinion ကိုလည်းယူလို့ရတယ်အရင်ဆိုးနေလားဒါမှမဟုတ်လှနေလားပေါ့နော်မတက်ဘဲနဲ့ထားတယ်လားဘာလဲဆိုတော့ကြာကြီးလက်တက်ရတယ်ပြန်ရွေးနိုင်တဲ့အခြေအနေလည်းရှိတယ်ခီးမဆိုင်လို့ရှိရင်ပေါ့နော်ရတိတ်နိုင်တခြားမတက်လို့ရှိရင်ဆိုတဲ့ခါကျတော့ကိုယ့်ရဲ့ division plus ဒီ brace community မှာရှိတဲ့သူတွေရဲ့ opinion ပေါင်းပြီးတော့မှဆုံးဖြတ်ချက်ကိုချတယ်ဒါကတော့ဆုံးဖြတ်ချက်ချတဲ့အပိုင်းပေါ့နော်ကဲဆုံးဖြတ်လိုက်ပြီပေါ့ငါသွားညှိတော့မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရှင်ဘာတက်မလဲစပြီးစဉ်းစားရပြီစဉ်းစားရတဲ့အခါမှာအမျိုးအစားတွေကတော့အများကြီးရှိနိုင်တယ်မြန်မာမှာအသုံးများတဲ့မျိုးစား၃ခုပဲရှိတယ် traditional ပေါ့နော်မျိုးဖလာပုံစံပြီးလို့ရှိရင် self ligating လို့ခေါ်တဲ့သူဟာသူရွှေရှားနိုင်တဲ့ဟာလေးပေါ့နော်ပါတဲ့စနစ်ပါတဲ့ grace ပေါ့နော်နောက်ဆုံးတစ်ခုကတော့
clear aligner လို့ခေါ်တယ် Invisalign လို့လည်းခေါ်တယ်ပေါ့နော်ဒါကမင်းသမီးတွေမင်းသားတွေ influencer တွေတော့ညှိလာမှမသိတာချင်တဲ့သူတွေတုံးနေအကြည့်အောင်လေးပေါ့နော်အဲ့တော့tradition နဲ့မှာဆိုလို့ရှိရင်လည်းဒီတတ်တူတုံးလေးတွေနဲ့ cream အယောင်တုံးလေးတွေရွေးချယ်လို့ရတယ် self legacy မှာလည်းဒီလိုပဲတတ်တူတုံးလေးနဲ့ cream အယောင်လေးတွေရွေးချယ်လို့ရတယ် brand တွေရွေးချယ်လို့ရတယ်made in USA လား made in Japan လားဒါမျိုးပေါ့နော်ရွေးလို့ရတယ်အဲ့ကိုယ့်ရဲ့အမျိုးအစားနဲ့ made in တွေရွေးတဲ့ပုံမှာမူတည်ပြီးတော့မှ10သိန်းကနေပြီးတော့20 30 40 50 60ထိဈေးကတစ်ခုနဲ့တစ်ခုကဒူပေါ့နော်ယူကြတယ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ချက်ကိုဆုံးဖြတ်ပြီးတော့ဗာတက်ချင်လဲကိုယ့်ရဲ့အခြေအနေပေါ့နော်ငါမမြင်စေချင်ဘူးလားမြင်တဲ့ကိစ္စမရှိဘူးလားသိတာစေချင်လားမသိတာစေချင်လားဒါမျိုးတွေကကိုဆုံးဖြတ်လို့ရပါတယ်ပေါ့နော်ဒါပြင်နောက်တစ်ချက်စဉ်းစားရမှာကသွားနှုတ်ခတွေ retainer ကတွေဒါဒီပေးရမယ့်အမောင်ပေါ့နော်ခုနကပြောတယ်30ကနေ60ကြာ360 30သိန်းကနေ360ကြာကြာနိုင်တယ်အဲ့ပေါ်မှာပါပြီးသားလောက်ပါသေးဘူးလားပေါ့နော်သွားနှုတ်ခတွေတန်ရှင်းခတွေအပတ်စဉ်ပေါ့ပေါ့နှစ်ပတ်တစ်ခါသွားပြရတယ်တလားတစ်ခါသွားပြရတယ်ဒါအချိန်လေးပုံမှုတည်ရပေါ့နော်ဒါမျိုးတွေကအဲ့မှာထပ်ပေးရအောင်မလားမပေးရအောင်လားဆိုတာကကိုတက်မဲ့စေကန်နေပေါ့နော်အသေးချာစုံစမ်းတင်တယ်ပေါ့နော်မြန်မာမှာကတော့ brace တက်မယ်လို့စဉ်းစားရင်မြန်မာမှာတက်တာအကောင်းဆုံးပဲဘာလို့လဲဆိုတော့မြန်မာဆေးချိုတယ်သွားနေပတ်တိုင်ပေါ့နော်ဆိုတဲ့အခါကျတော့နိုင်ငံခြားရောက်သွားလို့ရှင်ဒါဆေးကြီးရတော့ကိုကမလိုက်နိုင်တော့မြန်မာမှာကအရေးကြစနစ်နဲ့သွားလို့ရတယ်ဥပမာကျွန်မ case ဆိုလို့ရှင်12သိန်းပေးရတယ်အဲ့တုန်းကပေါ့နော်12သိန်းကိုတစ်လ8000ဝင်သွင်းတယ်ဒါတော့မှအခုကြေဝိုင်းပြီးတော့ဟိုစောရကြေဝိုင်းပြီးတော့နောက်လာပေးကြမလို့တော့အဲ့တော့ပြောချင်တာစေကန်းကလက်ခံတဲ့အနည်းဆုံးပမာဏကိုပဲလာဆင်သွင်းဘာလို့လဲဆိုတော့ဒါရေဦးကဖြစ်တဲ့သဘောပေါ့နော်ပတ်စံအကုန်လုံးခြေပြီးသွားတဲ့အခါမှာ customer care ကိုလိုချင်တဲ့လောက်ရချင်မှလည်းရနိုင်တယ်ဒါဖြစ်နိုင်တဲ့အခြေအနေကိုပြပြတာပေါ့နော်ပတ်စံကြေမကြေတသမတ်တဲ့ user တွေစေကနေလည်းရှိနိုင်တယ်ရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပတ်စံအနည်းဆုံးကိုပဲလာဆင်သွင်းပါလို့အဲ့တော့အမျိုးအစားရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်စေကနဲ့ဆရာဝန်ရွေးချယ်ဖို့ဖြစ်လာတယ်အဲ့တော့စေကန်းရွေးမယ်စေကန်းရွေးတဲ့ tip ကကျွန်မအတွက်အရေးကြီးဆုံးကတော့အိမ်နဲ့အနည်းဆုံးစေကန်းကိုရွေးတာပဲဘာလို့အဲ့လိုပြောရလဲဆိုတဲ့အခါကျတော့စေကန်းတွေကပြောလိမ့်မယ်ပေါ့နော်ဆရာဝန်တွေကပြောလိမ့်မယ်8လကြာမယ်တစ်နှစ်ကြာမယ်တစ်နှစ်ခွဲကြာမယ်အားလုံးအဖြစ်ရေဘူးရပါတော့သူတို့ပြောတဲ့အချိန်ထက်ပိုကြာတယ်ဥပမာကျွန်မ case ဆိုလို့ရှိရင်တစ်နှစ်ခွဲကြာမယ်လို့ပြောတယ်အခုဆိုလို့ရှိရင်2နှစ်နဲ့6လဖြစ်သွားပြီမဖြုတ်ရသေးဘူးပေါ့နော်အဲ့တော့နှမ်းထားတဲ့ပူကြတတ်တယ်နှစ်ပတ်တစ်ခါသွားတဲ့လာတွေအများကြီးရှိတယ်တစ်လတစ်ခါသွားတဲ့လာတွေရှိတယ်ဆိုတဲ့အခါကျတော့ကိုယ့်အိမ်နဲ့အနည်းဆုံးမှာဖြစ်မှာကိုကမပြတ်မကွက်နဲ့ပုံမှန်သွားမှာကျမဆိုတစ်ခါမှမပြတ်ဘူးဒါပေမဲ့အခု2နှစ်နဲ့6လရှိနေပြီမဖြုတ်ရသေးဘူးပေါ့နော်အဲ့တော့နံပါတ်1ချက်ကကိုနဲ့အနည်းဆုံးမှာရှိတဲ့ဆေးကန်ကိုသွားပါအဲ့တော့မြန်မာနိုင်ငံကသွားဆေးကန်ပေါ့နော်သွားညှိကူတဲ့ဆေးကန်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဗျမ်းမြက3မျိုးခွဲခြားလို့ရတယ်နံပါတ်1အမျိုးအစားကသူ့ရဲ့ reputation ကိုလည်းကိုမသိဘူးသူ့ရဲ့ရလဒ်ကိုလည်းကိုသိတိတ်မကျင်းသေးဘူးပေါ့နော်ဟိုဈေးကတော့ချိုကောင်းချိုလိမ့်မယ်ဒါပေမဲ့ရလဒ်ကအဲ့လောက်ကြီးကောင်းပါမလားမသိကြတဲ့အတန်းပေါ့နော်ဒုတိယအတန်းကကြာလုံးဝ average တန်းဘာနေသူ့စီလုံရင်တော့ဗျမ်းမြတော့ကောင်းနေဆိုရင်ရလိုက်ရမယ်အရေးအတွက်တွေကလည်းအများကြီးလက်ခံတယ်ကွာစေကန်းတွေလည်းအများကြီးရှိတယ်အဲ့တော့သူ့စီကိုဝင်လာရင်တော့အောင်မရတယ်ဆိုတဲ့စေကန်းမျိုးဗျမ်းမြပေါ့နော်ကို case ကလည်းအရင်မခတ်ဘူးတာမန်ပဲဆိုလို့ရှိရင်အဲ့ဒီစေကန်းတွေကိုရွှေ့တင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ခတ်တယ်ဆိုတဲ့ case တွေကိုမှဂိုင်တာတို့ဈေးကြီးတာတို့လို့ရှိရင်အရေးအတွက်အများကြီးကိုလက်မခံပဲနဲ့နည်းနည်းပဲလက်ခံပြီးတော့မှဒီတယောက်ချင်းစီရဲ့ဟာကိုစိတ်ချတဲ့တဲ့တွေလုပ်ပေးတဲ့ဈေးကမျိုးပေါ့နော်ဒါမျိုးဆိုရင်တော့ကျင်းနေတယ်ဈေးကတော်ကြီးလိမ့်မယ်ကျန်းများထပ်ပေါ့နော်အဲ့တော့မျိုးစားတော့အဲ့လိုမျိုး3မျိုးခွဲခြားလိုက်မယ်ခွဲခြားလိုက်ပြီးတော့မှကိုယ့်ရဲ့ဒီသွားချင်ပြီပေါ့နော်ကိုယ်သွားချင်တွေကပြုပြင်ဖို့ခတ်တာလားဒါမှမဟုတ်လွယ်တာလားဒီပေါ်ချင်းဒီပေါ်မူတည်ပြီးတော့ကိုယ့်ဟာဘယ် result ထိလိုချင်တာလဲပေါ့နော်ဒီပေါ်ချင်းဒီပေါ်မူတည်ပြီးတော့အောင်မအောက်တန်းမသေးကြဘူးပေါ့နော်အောင်လားမအောင်လားမသေးကြတဲ့ဟာကိုသွားမှလားဖြန်းဖြန်းအောင်မရတဲ့ဟာကိုသွားမှလားလုံးဝ top တွေရွေးထုတ်ပေးတဲ့ဟာကိုသွားမှလားဒါတော့ကိုယ့်အကိုဆုံးဖြတ်ရမယ်ပေါ့နော်ဒါပြင်ဈေးကန်းရွေးတယ်ဆိုလို့ရှိရင်ဈေးကန်းရဲ့ management ကိုလည်းကြည့်တင်တယ်ပေါ့နော်ရက်ချင်းကိုဘယ်လိုပေးလဲပေါ့မှန်မှန်ပေးလားဘယ်လိုစနစ်မျိုးနဲ့သွားလဲပြီးရင်ဒီသူတို့ဈေးကန်းမှာခင်မီစက်ကရီယာတွေရှိလားပေါ့နော်စောစောပြက်လေးပဲလားဒါမှမဟုတ်စက်တွေကခင်မီလားပြီးရင်ဒီ data သိမ်းဆည်းမှုပေါ့နော်ဒီစပြီးတော့တွားညှိတော့မယ်ဆိုလို့ရှိရင် before and after တွေ progress တွေစင်ကိုဒီ record လုပ်ပြီးတော့မှယူထားတဲ့
စေကံမျိုးလားပြီးရင် customer service ကဘယ်လိုမျိုးလဲဒါမျိုးတွေကိုကြည့်ပြီးတော့မှစေကံရေးချတဲ့ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဆရာဝန်ရေးချမှုမြန်မာနိုင်ငံမှာကတော့ဆရာဝန်တယောက်တည်းအတူတူကပဲပေါ့နော်မတူညီတဲ့စေကံတွေမှာထိုင်တာမျိုးတွေရှိတယ်အဲ့ဒီဆိုတဲ့အခါကျတော့စေကံနဲ့ဆရာဝန်တွေကိုတွဲပြီးတော့ရွေးတင်တယ်ပေါ့နော်အဲ့တော့ဆရာဝန်ဆိုလို့ရှိရင်ဒီတွားညှိကူတာမှုမှာအထူးကုယူထားတာဘွဲယူထားတာမျိုးဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့တချို့ဆရာဝန်တွေကလည်းအဲ့လိုဘွဲမျိုးမရပေမဲ့လောက်တက်ကတအားရှင်ပြီးတော့ဘိုးရီတွေဖြစ်နေပြီဖြစ်နေပြီပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်းဒီဆရာဝန်တွေကိုရွေးချယ်တင်တယ်ပေါ့နော်အဓိကကတော့ဆရာဝန်ရဲ့စိတ်ရှည်မှုကိုယ်ရှင်းပြမှုပေါ့နော်တချို့ဆရာဝန်တွေစိတ်မရှိဘူးဘာလုပ်ပေးလို့လုပ်ပေးလိုက်မှမသိဒါကဘာလို့လုပ်တာလဲမသိရဘူးပေါ့နော်မင်းလည်းစိတ်မရှိဘူးဒါမျိုးတွေဆိုလို့ရှိရင်ရှောင်တင်တယ်ပေါ့နော်ပြီးတော့ကျမနောက်ထပ်ခံယူတာကလူတိုင်းကိုတပြေးညီအရေးကြီးရလို့ခံယူပြီးတော့မှကုသပေးတဲ့ဆရာဝန်မျိုးပေါ့နော်influencer မို့လို့တော့ Q site တာတာမန်လို့မို့လို့သူ့ case ကိုလက်လွတ်စပယ်လောက်တာဒါမျိုးဆိုလို့ရှိရင်တော့အဆင်မပြေဘူးလူတိုင်းကိုတပြေးညီဒီလူတိုင်းရဲ့ brace journey ကအရေးကြီးတယ်လို့ခံယူထားတဲ့ဆရာဝန်မျိုးပေါ့နော်ဒါမျိုးကိုရွေးချယ်တဲ့နဲ့အဲ့တော့ဆရာဝန်နဲ့ဆေးခန်းနဲ့ကိုပေါင်းပြီးတော့မှရွေးချယ်တဲ့နဲ့ကိုယ့်ရဲ့လိုအပ်ချက်ကိုယ့် case ရဲ့ခက်ခဲလားရှုပ်ထွေးလား simple ဖြစ်လားရွေးရှင်လားပေါ့နော်ဒါမျိုးပေါ်မူတည်ပြီးတော့မှဆေးခန်းနဲ့ဆရာဝန်တွေကိုရွေးချယ်တင်ပါတယ်အဲ့တော့နောက်ဆုံးအနှစ်ချုပ်အနေနဲ့ဘာအနေနဲ့မေးလို့ရတဲ့ Facebook community ရှိတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင် braces are beautiful ဆိုပြီးတော့ဒီ page နှစ်ခုရှိရပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့အခက်အခဲတွေတော့ညှိတဲ့လားမညှိတဲ့ဘူးလားညှိရင်ပဲဆရာဝန်ရွေးတယ်လဲဆရာဝန်ရဲ့ review တွေဆေးခန်းရဲ့ review တွေပြီးရင်ဖြုတ်ခါနေရင်ရောဘာလို့သေးလဲကြည့်ပေးကြပါအောင်ဒါမှဒီမှာဆိုလို့ရှိရင်ဒီ community ကအရင်အထောက်အကူဖြစ်တယ်ပေါ့နော်တေချာလေးလည်းပြကြတယ်ဒါပေမဲ့ promotion စနစ်ဟာတွေကိုတော့ကြော်သွားပေါ့နော်အဲ့တော့ဒီ community မှာကိုယ့်ရဲ့အခက်အခဲတွေကြုံလာရမယ့် brace journey မှာဖြစ်နိုင်တဲ့ဟာလေးတွေတိုင်နေလို့ရတယ်အဲ့တော့ brace တက်ပြီဆိုပါဆိုတက်ပြီဆိုလို့ရှိရင်တော့ညှော်မှန်းထားရမယ့်အချက်လေးတွေပြောပြမယ်နားတယ်ဒါပေမဲ့ pain level ကတယောက်နဲ့တယောက်မတူဘူးကျမဆိုမနာတဲ့စီမှာပါတယ်အဲ့တဲ့ခါကျတော့ကျမဆိုလို့ရှိရင် brace တက်ပြီးတော့လဲစားလို့ရတယ်သူများတွေဆိုလို့ရှိရင်ဆန်ပြုတ်ဝယ်သားရတဲ့နေထားရှိတယ်ကျမဆိုလို့ရှိရင်ခဏန်းလဲကြိုက်တာပဲအကုန်စားတယ်ဘာမှမဖြစ်ဘူးเนาะဘာမှမဖြစ်ဘူးဆိုပေမဲ့ပြုတ်သွားရတော့ရှိတာပေါ့နော်အဲ့တော့ pain level ကတယောက်နဲ့တယောက်မတူဘူးဒါပေမဲ့နာမှာတော့ရှိရပေါ့နော်အဲ့ဒါတခုရှိမှပြီးရင်ရုပ်ဆိုးလာတယ်လို့ခံစားရမယ်ဒီပချောင်းတွေကကျလာတာပေါ့နော်ဒါပေမဲ့ brace ထုတ်ပြီးတော့ပြန်ပြီးတော့မှပြည့်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီရုပ်ဆိုးလာနိုင်တယ်ဆိုတော့ဟာမျိုးရှိရဲဒါပေမဲ့ပြီးရင်ပြန်ပြီးတော့ဆင်ပြေသွားလိမ့်မယ်အဲ့တော့အနည်းဆုံးနေနေကတော့ဒါပဲပေါ့နော်ထပ်ပြီးတော့သိချင်တာရှိရင်လည်းမေးကြလို့ရတယ်လူတိုင်းကသူတို့တို့ brace journey ကအရေးကြီးတဲ့အတွက်ကြောင့်မို့လို့လူတိုင်းကိုလိုချင်တဲ့ရလဒ်ကိုရပါစေလို့ပြောရင်းနဲ့တက်တာ